သာလီစောပါဒီနေ့ကတော့ကျွန်တော်အမြဲတမ်းလှုပ်ရှားဖြစ်တဲ့စားလန့်ရဲ့အရာသာကိုလုံးဝမဖြုတ်ချင်လောက်အောင်ကောင်းတယ်ကျွန်တော်တို့ငကွန့်ချက်ရခိုင်လို့ဆိုလို့ရှိရင်တော့ငညို့ပါအဲ့ဒါကိုရေရိုးရွယ်လေးနဲ့ဆေးဖက်လေးဝင်ပြီးတော့အလွန်တရာမှစားလို့ကောင်းတဲ့ငကွန့်ချက်ရေရိုးရွယ်ထားလေးလေးကိုဘယ်လိုပုံစံမျိုးလှုပ်ရှားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီနေ့ဒီဗီဒီယိုလေးမှာလှုပ်ရှားကြည့်ကြပါမယ် Okay let's go ဒါဆိုလို့ရှိရင်ကျွန်တော်တို့လှုပ်ဖို့အတွက်အဆင်သင့်လုပ်ကြပါမယ် Okay အခုဆိုလို့ရှိရင်ကျွန်တော်ကတော့ငကွန့်ချက်တစ်ကောင်ကိုဒါနဲ့အခုလိုပုံစံမျိုးလေးမှော်လိုက်ပါမယ်အဲ့ဒါလေးတွေကိုတေချာသန့်စင်ပြီးတော့ကျွန်တော်တို့အသားလေးတွေကိုဇွမ်းနဲ့အသားလေးချစ်ထောက်ထားလိုက်ပါမယ်ဒီငကွန့်ချက်တွေကကျွန်တော်တို့အယိုးလေးနေပြီးတော့အသားကလည်းတော်တော်လေးကိုချိုပါတယ်ဒါကြောင့်မလို့ဒီလိုလှုပ်ရှားတွေကတော်တော်လေးကိုကောင်းပါတယ်ကျွန်တော်တို့စီမှာကတော့ငညို့ငဆုပ်ဆိုပြီးတော့လှုပ်ကြပါတယ်ကျွန်တော်ကတော့အသားနော်ထားတဲ့ဟာလေးကိုအသားလေးနှုံးတော့အောင်အတွက်ထုထောင်းပြီးတော့အဲ့ဒါလေးကိုနှက်ထားလိုက်ပါမယ်နှက်ထားတဲ့အချိန်လေးမှာကျွန်တော်ကခရမ်းချင်သီးကိုပါပါလေးတွေလှီးပြီးတော့နော်လေးစိုင်းထားလိုက်ပါမယ်โอเคကျွန်တော်ကတော့ခရမ်းချင်သီးနှလုံးလောက်စိမ့်မိပြီဆိုတာနဲ့ကြက်သွန်ဖြူလေးတွေကိုပါထည့်ပြီးတော့နော်လေးဆင်းထားပါမယ်ကျွန်တော်ကကြက်သွန်ဖြူလေးတွေကိုနော်လေးဆင်းထားပါတယ်ကြက်သွန်ဖြူလေးတွေလည်းအကုန်လုံးနော်ဆင်းမိပြီဆိုတာနဲ့ကျွန်တော်တို့ဂျင်းကိုပါပါလေးတွေလှီးပြီးတော့ကျွန်တော်ကအချောင်းလေးတွေလှုပ်ထားပါမယ်အကုန်လုံးပြီးပြီဆိုတာနဲ့ကျွန်တော်ကကြက်သွန်နေပါတွားထားလိုက်ပါတယ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ချက်ဖို့အတွက်ရေရွယ်ကိုကျွန်တော်ကတော့ရေနည်းလေးဖြောလိုက်ပါတယ်ဘာလို့ဆိုနည်းလောက်နုံဤသွားအောင်လို့ပါရေရွယ်ကိုတအားထိပြုတ်เสียမလို့ပါဘူးရေနည်းဖြောလိုက်ုံလေးပါပဲဒါဆိုလို့ရှိရင်ကျွန်တော်ကတော့ခုလိုငါးကိုဖက်ထဲမှာထည့်ပြီးတော့အလိမ့်လေးလိုက်ပါမယ်ဒီလိုပုံစံမျိုးလေးလိုက်တာကကျွန်တော်တို့အနက်အသက်တွေကလည်းတော်တော်လေးကိုမှုေးပြီးတော့ရေရွယ်အနက်လေးနဲ့စားလို့ကောင်းပါတယ်ကျွန်တော်အစင်သက်ဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့အိုးထဲမှာထည့်ပြီးတော့ပေါင်းထားလိုက်ပါမယ်အဲ့လိုကျွန်တော်တို့9မိနစ်လောက်10မိနစ်လောက်ပေါင်းပြီးပြီဆိုတာနဲ့ကျွန်တော်တို့သားလေးတွေကြက်လာတာနဲ့တုံးလေးတွေကိုလှလေးတွေလှီးထားပါမယ်ဒီနေရာမှာမိတ်ဆွေတို့အနေတော်လေးကိုကြိုက်သလိုလှီးလို့ရပါတယ်ကျွန်တော်ကတော့လက်ဆက်လောက်အနေတော်လေးတွေလှီးထားလိုက်ပါတယ်ပြီးတာနဲ့ကျွန်တော်ကဟိုဘက်မှာစီပူလာတာနဲ့အိုးမှာဂျင်းလေးတွေကိုထည့်ပြီးတော့စီတက်ထားပါတယ်အဲ့ဒါတွေကိုဆေးထားပြီးပြီဆိုတာနဲ့ကျွန်တော်ကကြက်သွန်ဖြူရည်ကြက်သွန်နေရထည့်ပြီးတော့တစ်ခါစီတက်လိုက်ပါမယ်ပြီးပြီဆိုတာနဲ့ထောင်းထားတဲ့ငရုတ်သီးအချောက်ပါနည်းနည်းထည့်လိုက်ပါတယ်မိတ်ဆွေတို့အဆက်ဆက်ရှင်နေဆိုလို့ရှိရင်အဆက်ကိုများထည့်လို့ရပါတယ်ပြီးတာနဲ့ကျွန်တော်တို့ခရမ်းချင်သီးလေးတွေကိုထည့်ပြီးတော့ခရမ်းချင်သီးလေးတွေညွန့်လာတဲ့အထိထည့်လိုက်ပါမယ်ပြီးတာနဲ့စားဟင်းချူမုံစနွယ်မုံကြက်သားမုံလေးတွေထည့်ပြီးအသားလေးမွေပေးလိုက်ပါမယ်ပြီးတာနဲ့ကျွန်တော်ကတော့ဟိုဘက်မှာရေရွယ်တရွေ့နှွေးပုံနေတာနဲ့အဲ့ဒါလေးတွေကိုနော်လေးစိုင်းပြီးတော့ကျွန်တော်ကထပ်ပြီးထည့်လိုက်ပါတယ်အဲ့ဒါလေးခဏလေးမွေပေးပြီးဆိုတာနဲ့ကြာညို့ကိုထည့်ပါမယ်ပြီးတာနဲ့ငံပြာရည်ခရူးစီပါထည့်ပြီးတော့တခါတည်းမွေထားလိုက်ပါတယ်ပြီးပြီဆိုတာနဲ့အဲ့ဒါတွေကြက်ပြီဆိုတာနဲ့ကျွန်တော်တို့ခုနကဖက်လက်လိုက်ထားတဲ့ငါဖက်လက်လေးတွေကိုစီပြီးတော့ထည့်ထားလိုက်ပါမယ်စီပြီးထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ရေကိုထည့်ပါမယ်ရေကိုမိတ်ဆွေတို့ကြိုက်သလောက်အနေတော်လေးထည့်ပြီးတော့ရပါတယ်ပြီးပြီဆိုတာနဲ့ကျွန်တော်ကအိုဖုံးလေးကိုဖောင်းပြီးတော့ခဏလေးထားလိုက်ပါမယ်မင်းအေးလေးနဲ့နှက်ထားလိုက်တာပါโอเคခဏနေပြီးတော့ကျွန်တော်တို့အရေကလေးနည်းနည်းခန်းလာပြီဆိုတာနဲ့အပွားအောင်လေးအသားလေးပြန်ပေးထားပါမယ်ခုလိုပုံစံမျိုးလေးအပွားအောင်လေးအသားလေးပြန်ပေးပြီးပြီဆိုတာနဲ့ကျွန်တော်တို့အပွားအငံလေးတွေကိုထည့်ပြီးတော့မြေထားကြပါမယ်အဲ့အပွားအငံလေးတွေအကုန်လုံးတန်ပြီးကျွန်တော်တို့ဟင်းအိုးကလည်းအကုန်လုံးအစင်သင့်ဖြစ်ပြီဆိုတာနဲ့ရေရွယ်အနံ့သန်းလေးနဲ့ဆေးဖက်လေးဝင်တယ်ကျွန်တော်တို့ငကွန့်ချက်ရေရွယ်ငါဖက်လေးဟင်းတစ်ခွက်ရပါပြီခုလိုပုံစံမျိုးလေးဆွန်အောက်တီကျေပေးတဲ့အတွက်တဦးတယောက်ချင်းစီကိုလည်းပဲအထူးပန်ကျေးဇူးတင်ရှိပါတယ်ကြိုက်နေတဲ့တဲ့ဆိုလို့ရှိရင် like follow လေးတွေလုပ်ပေးခဲ့ကြပါ YouTube မှာဆိုလို့ရှိရင်လည်း subscribe လေးတွေနှိပ်သွားခဲ့ကြပါလို့တောက်ဆိုရှင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်